ဝင်းနီးမိတ်တာယုံဆရာတော်ကြီးရဲ့တန်ဝေကအဆုံးအမများရေဝေးတို့ရောက်ခိုက်ဆရာတော်ဤတန်ဝေကမိတကြိုစစ်ပေါဝရောက်လာကြအခါခါဝိုင်းအောင်ငါကြည့်ရှုကြပြောငူကြတာတူတူငါမှန်စွာပမလွယ်ဒီခန္ဓာရလာကြလျင်တွေ့ရမှာပဲမတွေ့ခြင်းဒီဒုက္ခအဟုတ်ပါတေချာဒီခန္ဓာချုပ်ရလန်းကိုမှန်းဆဖွေရှာအနိစ္စဒုက္ခလို့ရှုပွားအနတ္ထာထက်ခါပွားလျင်ငြိမ့်လေတကားကိုယ်အလဲပိုးဟဲနဲ့ကိုယ်အလဲနီးလာပြီမရောက်ခင်ကြိုတင်လို့အားထုတ်တင်ပြီရောက်လာမှဗျာကတိကြံစီလို့စိတ်စောပြုကြလျင်စင်မချောတယ်တောကနဲ့မောအဲ့တဲ့လာတော့ကလည်းတယောက်တည်းလက်တွဲပေါ်မပါပြန်သွားတော့လဲတယောက်တည်းလက်တွဲပေါ်မပါဥစ္စာချီနီကိုထီတီလာပြီးပြန်ရမှာလာပြီးတော့နာပြန်မတွားသေးခင်ချိန်လေးတွင်တွေ့မြင်ကြရတာဝန်းကျင်ရှက်နွယ်နှောင်ကြိုးတွေရုံးဖက်မထွက်တာပြုံးမဲ့ရဲငိုချင်မုံဖို့ထိုများတူငါမလိုတော့တာလူလောဘဖြစ်ကြရသည်တာဘဝဇက်ကုန်ကာကြိုးစုံအကုန်ကားရတာကံကုန်ပြက်ဆဲမှန်မလွဲလက်တွဲဖြုတ်လို့တာတုတ်စောလင်ခရီးနေတို့လျင်တွားရမှာအဲ့တဲ့ဖြစ်ကြောင်းသိဉာဏ်လောင်းကောင်းကောင်းမှတ်ကြပါအဲ့တဲ့ဟူသည်များချိန်တန်ကမုတ်ချပြန်ရမှာပြန်မတွားခင်နားနေစဉ်ချစ်ခင်ကျင်နာပါတဦးနဲ့တဦးမေတ္တာကူကြည်နူးဆက်ဆံပါတယောက်မေတ္တာလျောက်ပန်းထောက်ကူညီပါတန်တရားတခွင်သွားလန်းစဉ်ကြိုတင်ပြင်ကြပါဒါဒီပါဟုဤတုံးကူပြုကြဆုံလင်စွာစုံစွာပြုမှဘဲဆုံလာဒုက္ခရရှိမှာဒုက္ခခတ်တိခြုံငိမ့်ရမှန်နိဗ္ဗာန်ကိုလည်းဤကံပဲမလွဲရောက်ရမှာဆရာတော်ကြီးရဲ့တန်ဝေကလင်္ကာများဖြင့်ပူဇော်ကြောလိုက်ရပါသည်